မင်္ဂလာပါရှင်ဒီ video file လေးကကျွန်မ master degree အတွက်ဘွဲ့သွားယူဖို့အတွက်အမှတ်တရရိုက်ကူးထားတဲ့အမှတ်တရ video file လေးဖြစ်ပါတယ်ကျွန်မက video editing နဲ့ view ရိုက်ကူးမှာ professional မဟုတ်တော့ကျွန်မအဆင်ပြေသလိုလေးရိုက်ကူးထားတဲ့အမှတ်တရ video file လေးပေါ့ရှင်ကျွန်မတို့မနက်9 နာရီမှာဘန်ကောက်မြို့ကနေပြီးတော့ခုံခမ်မြို့ကိုသွားဖို့အတွက်ကားဂိတ်ကိုဆင်းခဲ့ပါတယ်ကျွန်မတို့ခုံခမ်မြို့ကိုနာခွန်ချိုင်းbus နဲ့သွားမှာဆိုတော့နာခွန်ချိုင်း bus station ကိုမနက်9 နာရီမှာကျွန်မတို့သွားခဲ့ပါရှင်ဒီဟာကတော့နာခွန်ချိုင်း bus station ကိုရောက်တဲ့ bus ကားဂိတ်လေးပေါ့နော်သူကအများဆုံးနေတဲ့အတွက်ကားဂိတ်ကမဖွင့်သေးတော့အပြင်မှာပဲစောင့်နေကြတာပေါ့ဒီမှာတော့ခီးသွားမဲ့လူတွေကတော့အများကြီးပဲပေါ့နော်ဒီဇင်ဘာဆိုတော့ခီးသားရာသီဆိုတော့လူတွေကတော်တော်များများလည်းသွားကြတယ်ပေါ့မနက်စောကြီးဆိုတော့မနက်စာဘာမှမစားသေးတော့ကျမနဲ့ကျမအမကအဲ့ဘတ်ကားဂိတ်ပြီးမှရှိတဲ့ 7-Eleven မှာသွားပြီးတော့မနက်စာမုံတစ်ခုခုပေါ့နော်သွားဝယ်ကြတာပါထိုင်းမှာတော့တစ်ခုခုဆိုလို့ရှိရင်အများနဲ့ ready ဝယ်လို့ရတယ်ပေါ့ရှင်ဒါကတော့သူတို့နိုင်ငံအားသာချက်တစ်ခုပေါ့7-Eleven မှာတော့တော်တော်ဆုံးပါတယ်မျိုးစားတွေတော်တော်အများကြီးလည်းရှိတယ်ကျမတို့အမစားချင်တဲ့မုံတွေကိုရှောက်ခဲ့ထားလားမသိဘူးဘာတွေရိုက်ထားမိမယ်တော့မသိတော့ပါမုံတွေကတော့ဒီဗီဒီယိုဖိုင်လေးကတော့မနေ့9 နာရီ6 နာရီကျော်လောက်ဖြစ်မှထင်တယ်ဒါကတော့ကားဂိတ်ကဖွင့်သွားပြီဆိုကိုထွက်မဲ့ကားရဲ့နံပါတ်ကဘယ်ဂိတ်မှထွက်မလဲဆိုပြီးတော့ကြည့်နေရပေါ့ဒါကတော့ဂိတ်2ဆိုတော့ကျမတို့ဂိတ်2ပေါ့နော်ဂိတ်ဒါကတော့ဂိတ်2မှာဂိတ်ရင်မောင်းမလာသေးလို့စောင့်ကြည့်တာပါဒါကတော့ခီးသွားမဲ့လူတွေပေါ့နော်ဒါကတော့ကျမတို့စီမံ bus ပေါ့ထိုင်းနိုင်ငံမှာတော့နာခွန်ချိုင်း bus ကအကောင်းဆုံးပေါ့အကောင်းဆုံးလို့ပဲပြောလို့ရတယ်ကျမခီးသွားတဲ့ခါတိုင်းနာခွန်ချိုင်း bus နဲ့ပဲသွားတယ်ဒါတော့ကျမတို့ကားပေါ်ရောက်နေပြီပေါ့ကားပေါ်ကနေပြီးတော့လှမ်းပြီးရိုက်ထားတာပေါ့ bus ကားဝင်နေဒါတော့ကားပေါ်ရောက်နေပြီဆိုတော့ကားမထွက်သေးဘူးပေါ့ကားလူတွေကိုစောင့်နေတာကျမတို့ကမနက်9 နာရီထွက်မဲ့ကားကိုစီးကြရပါဒါမှခုံခံက6 နာရီခွဲကျော်လောက်စီးရတာဆိုတော့ဟို1 နာရီကျော်လောက်တော့ရောက်မှချင်တယ်ဒါကတော့ကားထွက်သွားပြီပေါ့ရှင်ကားထွက်ပြီးတော့ဒါတော့ကားပေါ်မှာသွားနေပြီကားပေါ်မှာသွားနေတဲ့လမ်းတောက်လျှောက်ကိုရိုက်ထားတာပါဒါလေးကတော့ခါသွားနေတဲ့အမှတ်တရလေးကိုရိုက်ထားတဲ့ဗီဒီယိုဖိုင်လေးပါဒါတော့ဘန်ကောက်မြို့ထဲပဲရှိသေးတယ်မြို့ပြင်မထွက်ရသေးဘူးကျမတို့ကနာခွန်ချိုင်း bus station ကနေသွားတာပေါ့သူကနာခွန်ချိုင်း bus station ကနေစထွက်ပြီးတော့မိုးချစ်မှာဂိတ်ခဏဝင်တယ်မိုးချစ်ပြီးတော့မိုးချစ်မှာလူတွေတက်ပြီးလို့ရှင်အဲ့ရရင်တစ်ဆင့်ခုတ်ခန့်မျိုးသွားတာပေါ့ဒီ bus ကားကbus ကားလည်းတော်တော်များများရှိပါတယ်တခြားမျိုးတွေကိုတော်တော်များများဆွဲတယ်တော်တော်လည်းကောင်းတယ်ကားပေါ်မှာလည်းထမင်းမနက်ဆိုထမင်းကျွေးတယ်ပြီးလို့ရှိရင်မုံတွေလည်းကျွေးတယ်ရေသန့်လည်းကျွေးတယ်ကားမရက်တော့တောက်လျှောက်မောင်းတာပါတော်တော်လည်းအဆင်ပြေပါတယ်တော်လည်းတောင်းတရှင်ဒါတော့မြို့ပြင်ရောက်သွားပြီမြို့ပြင်စပြီးတော့ဟုတ်တယ်မြို့ပြင်ရောက်သွားပြီဆိုတော့အဲ့ဒါလေးကိုကျွန်မအမှတ်တရအနေနဲ့ရိုက်ထားတာပါနေလုံးလေးလည်းလှတယ်မနက်စောထွက်တဲ့နေလေးပေါ့ခုံခံမျိုးကထိုင်းနိုင်ငံရဲ့အရှေ့မြောက်ဘက်မှာတည်ရှိပြီးတော့အီဆန်ဒေသရဲ့အကြီးဆုံးမြို့ကြီးဖြစ်တယ်မြန်မာပြည်နဲ့နှိုင်းယှဉ်တော့ပြင်းမနာတို့တောင်ငူတို့နဲ့တူမယ်ထင်တာပဲကျွန်မစိတ်ထင်ပြောတာပေါ့နော်သူကလာအိုနဲ့နီးတယ်လာအိုနယ်စပ်မြို့ဖြစ်တော့အဲ့လိုတချို့အဲ့လိုမျိုး
လာမှာဗီဇာသွားတိုးမဲ့နိုင်ငံခြားသားတို့ဘာလို့ဆိုလို့ရှိရင်ခုတ်ခန်းကိုလာပြီးတော့ခုတ်ခန်းနေတဆင်သွားကြတာမျိုးလည်းရှိတယ်ဒါခုတ်ခန်းတော့မျိုးကြီးပါပဲသူ့ရဲ့အစားအသောက်တွေကလည်းအဆန်အစားအစာတွေပေါ့အဆန်အစားအစာတွေဆိုတော့ကြိုက်အရင်ကြိုက်တဲ့လူတွေကတော့ကြိုက်ပါတယ်ကျမတော့အိမ်မှာ2 နှစ်ပညာသင်ခဲ့ပြီးတော့ဟိုအစားအစာတွေနဲ့သိအဆင်ပြေလို့ရှင်သူအရင်ဆက်တာတို့ချိုးတာတို့ဆိုတော့ကျမတော့များသောအားဖြင့်ကိုယ့်ကိုယ်ပဲချက်ပြုတ်စားတာများတယ်ဒါတော့ဒီခီးသွားနေတဲ့ဟာကိုကျမတောက်လျှောက်ရိုက်ထားတာပါတောက်လျှောက်ရိုက်ထားတဲ့ဗီဒီယိုဖိုင်လေးပေါ့ဒါတော့နေ့လယ်1 နာရီခွဲမှာခုံခံကားဂိတ်ကိုရောက်တာပေါ့နော်ခုံခံကားဂိတ်ကိုရောက်ချင်းအဲ့ဒါအမှတ်တရအနေနဲ့ဗီဒီယိုဖိုင်လေးရိုက်ထားလိုက်တာပါခုံခံကားဂိတ်ကတော့မကြည့်ဘူးရှင်နည်းနည်းတော့သေးတာပေါ့နော်အရင်မကြည့်ဘူးဒါကတော့ကျမတဲမဲ့နေရာပေါ့နော်ကျမကျောင်းတက်တုန်းကလည်းဒီအဆောင်မှာပဲကျမနေခဲ့တာဆိုတော့အခုပွဲယူဖို့အတွက်ပြန်နေမယ်ဆိုတော့လေဒီဆောင်မှာပဲနေခြင်းတဲ့အတွက်ဒီဆောင်မှာပဲကျမပြန်ငှားလိုက်တယ်ရှင်ဒီမှာတော့guest room ရှိတယ် guest room ကတရက်ကိုဘတ်140ပေးရတယ်ကျမတို့က3ယောက်ဆိုတော့400ကျော်လောက်ကြာပါတော့သူကမဆိုးပါဘူးနေလို့အဆင်ပြေတယ်ဟိုနေခဲ့တာဆိုတော့လေဘယ်နေရာပါရှိတယ်ဘာလို့လဲဆိုတော့အဆင်ပြေဒါကတော့နောက်ရက်ကျမကျောင်းသွားဖို့အတွက်ဘတ်ကျောင်းမှာရှိတဲ့ shelter bus နဲ့ကျောင်းဆိုကျမရဲ့ဌာနကိုသွားဖို့အတွက်ဘတ်ကားပေါ်မှာစောင့်နေတာပေါ့ကျမတို့ကျောင်းထဲကိုဒီဘတ်ကားလိုင်း4 လိုင်းပေါ့4 လိုင်းပြေးပေးတယ်ဒီဘတ်ကားဂိတ်ကကျမနေတဲ့အဆောင်ရဲ့ဘေးမှာဂိတ်ဆာဆိုတော့တော်တော်လေးအဆင်ပြေဘတ်ကားဂိတ်မှာပဲကျမဘတ်ကားစောင့်နေတာပေါ့ကျမ14 ရက်နေ့ရောက်တယ်ဆို15 ရက်နေ့မှာကျမဌာနကိုသွားပြီးတော့ register လုပ်ရတယ်ပွဲယူမဲ့ကြောင်းပေါ့နော် register လုပ်ရတယ်ဒါတော့ကျမဘတ်ကားနဲ့ကျမနေခဲ့တဲ့အမှတ်တရလေးတွေပြန်ပြီးသတိတရပြန်ရိုက်ကူးထားတဲ့အမှတ်တရလေးပေါ့ရှင်တော့ကတော့ဒီဘတ်ကားတွေပဲစီးပြီးတော့ဌာနကိုသွားလိုက် library ကိုသွားလိုက်နေခဲ့ရတာပေါ့တကယ်သတိရလွှမ်းမိုးစရာပါခုံခံမှာကဘတ်ကားတွေမြို့ထဲမှာတော့ဘတ်ကားတွေပြီးတယ်ဒါပေမဲ့ဘတ်ကားတိုင်းနာလိုဘတ်တွေပေါ့သူကဘတ်စတော့တွေကလည်းရှိရတယ်ဒါပေမဲ့ကျမတို့ကမသွားတတ်ဘူးရှင်မသွားတတ်ဘူးဆိုတော့တနေရာနဲ့တနေရာသွားရင်တော့ဆိုင်ကယ်စီးတဲ့လူဆိုင်ကယ်ရှိတဲ့လူတွေကတော့အဆင်ပြေတယ်ဆိုင်ကယ်ကျမတို့ကဆိုင်ကယ်လည်းမရှိဘူးဆိုင်ကယ်လည်းမစီးတတ်တော့များသောအားဖြင့် Grab နဲ့ပဲသွားရတာများတယ်အဲ့တော့များသောအားဖြင့်အပြင်နေပါလေတိတ်မထွက်ဖြစ်ပါဘူးကိုစားနဲ့ကိုကျောင်းတက်တဲ့ချိန်တော့ကိုစားနဲ့ကိုအလုပ်တွေရှုံနေတာနဲ့ဆိုတော့ဘဲမှလည်းမသွားပြစ်ဘူးကျောင်းထဲမှာပဲသူကပတ်ပြီးတော့ပဲသွားနေရတာပေါ့ဒါကတော့ international dorm ဆိုတာသူကဈေးလည်းကြီးတယ်ရှင်facility လည်းကောင်းတယ်လို့ကြားသိရပေါ့နော်ဒါတော့ကျွန်မကျောင်းသွားနေတဲ့ဗီဒီယိုကျောင်းသွားနေတဲ့ဟာကိုရိုက်ကူးထားတာပေါ့ဒါကြီး bus ကကြတော့ EV bus ကျောင်းကကျမဌာနကတော့အရန်ကြီးတော့မဝေးဘူးဒါပေမဲ့ဒီကျမတော့ဌာနကိုတန်းရောက်တဲ့ bus ကိုစီးတာဆိုတော့သူကအပြင်ကျောင်းရဲ့အပြင်ဘက်ကိုပတ်ပြီးတော့မှကျောင်းထဲကိုပြန်ဝင်တာဆိုတော့နည်းနည်းလေးတော့ကြာတယ်
ကျောင်းထဲမှာတော့အပင်တွေအများကြီးရှိတော့စိတ်ဆင်းဆိုးဆိုးပဲဒါတော့ကျောင်းပြင်းပတ်ပြီးထွက်တဲ့လမ်းကလေးပေါ့ဒီမှာကျောင်းသူကျောင်းသားတွေအကုန်လုံးကလည်းစိုက်ကယ်ပဲစီးကြတာများတယ်တော်တော်များများစိုက်ကယ်နဲ့လာကြတာပါထိုင်းနေမှာထိုင်းဒီကတော့ကျောင်းအပြင်မှာရှိတဲ့အဆောင်တွေပါအဲ့အဆောင်တွေကလည်းတချို့ကျောင်းသူတွေကတော့ကျောင်းထဲမှာမနေချင်ဘူးလွတ်လပ်နေချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုအပြင်ကအဆောင်တွေပါပဲငှားနေကြပါတော့ကျောင်းထဲကအဆောင်တွေကြတော့ဘယ်နိုင်ဝင်ရမယ်တို့ယောက်ျားလေးဧည့်သည်လာလေလို့မရဘူးလို့အဲ့လိုမျိုးတွေစီကံချက်တွေသတ်မှတ်ထားတော့အပြင်တချို့ကျောင်းသူတွေကအပြင်လွတ်လပ်ကျောင်းသူကျောင်းသားတွေလွတ်လပ်နေချင်တဲ့ခါကျတော့အပြင်ဆောင်တွေမှာလည်းနေကြတာရှိကြတယ်ဒါရလည်းကျောင်းတော်မှာရှိတဲ့အဆောင်လေးပဲဒီခန်းနာလေးကတော့ graduation ပွဲမှာတိုင်ခင်ကြိုတင်ပြင်ဆင်လေ့ကျင့်တဲ့အခမ်းအနားလေးဖြစ်ပါတယ်ဒီကျမတို့ပွဲပေးမှာကတော့ကျမတို့ဘရင်သမီးတော်သီရိတုံးကလာရောက်ချီးမြှင့်မှာဆိုတော့အမယွန်တိန်ဆောင်နည်းနည်းမှဖြစ်လို့မရဘူးရှင်အဲဒါကြောင့်ကျမတို့အာခိထားနာကဆရာမတွေကနေပြီးတော့ဘွဲကိုဘယ်လိုယူရမလဲ certificate ကိုဘယ်လိုယူရမလဲဘယ်လိုဘရင်သမီးတော်ကိုဘယ်လိုဦးညွှတ်ရမလဲဆိုတာကိုတေးချာအသေးစိတ်အမှားရောအတင်းဆောင်မခံမဲနဲ့တေးချာလေးကိုမှလေ့ကျင့်ပေးတာပါအဲ့ဒီပွဲကမနေ့8နာရီခွဲကနေညနေ4နာရီထိတနေကုန်လေ့ကျင့်ရတာဆိုတော့တနေကုန်ညောင်းကိုက်ပြီးတော့တကယ်ပင်ပန်းခဲ့ရတဲ့နေ့ပဲအဲ့ဒီပွဲမှာကပွဲလာယူမဲ့ကျောင်းသူကျောင်းသားတွေကကြတော့တချို့ကြလည်းတကယ်ပွဲယူတဲ့အခါဝတ်စုံအတိုင်းလာပြီးတော့ဝတ်ဆင်ကြပါပေါ့နော်တချို့ကြတော့လည်းဒီတိုင်းကို formal dress အနေနဲ့ပဲပြီးတော့လာပြီးတော့ပဲလာကြတဲ့လူတွေလည်းရှိတယ်ရှင်ဒါတော့ရှင်းပေါ့နော်ဘယ်နေရာမှာရဲရမယ်ဘယ်နေရာမှာဥညွှတ်ရမယ်certificate ကိုဘယ်လိုယူရဘယ်လက်နဲ့ယူရမယ်ပြီးလို့ရှိရင်ဘယ်လိုအနေထားနဲ့ပြန်လှည့်ရမယ်ဆိုတာကိုဆရာမကနေပြောတေးချာလေးကိုရှင်းပြပေးနေတာပါဒါကတော့ကျမတို့အချင်းအခါလေ့ကျင့်ခဲ့ရတဲ့အမှတ်တရဗီဒီယိုဖိုင်လေးကိုရိုက်ကူးထားတာခြင်းဖြစ်ပါတယ်အဲ့ဒီကတော့ကျမကခဏမှလို့ခဏပြန်လုပ်ခဲ့ရတာတော့တကယ်အမှတ်တရပဲအဲ့ဒီကဆရာမကြီးလည်းကျမနာမည်ကိုတော်တော်လေးကိုမှတ်မိသွားလိမ့်မယ်လို့တော့ထင်ပါတယ်ဒါတော့ကျမတို့အလှည့်ရောက်ခန့်နည်းကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်ဒါတော့ကျမလေ့ကျင့်တဲ့ဟာလေးကိုအမှတ်တရဓာတ်ပုံလေးအနေနဲ့ထည့်ပေးထားခြင်းဖြစ်ပါတယ်ရှင်ကျမတို့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးပွဲယူရတာပါဒါလေးကတော့ကျမတို့ဌာနကပွဲရတဲ့ကျောင်းသားကျောင်းသူတွေကိုအမှတ်တရလက်ဆောင်အနေနဲ့ပန်းကားလေးပြန်ပေးတာပါ portable ပန်းကားလေးရှင်ကျမကတော့အဲ့ပန်းကားလေးကိုလူချင်းညာတော်တော်ကြာရွှေရှင်ဝယ်မယ်စိတ်ကူးထားပြီးတော့မဝယ်ဖြစ်ဘူးအခုတော့လက်ဆောင်ရတော့လဲတော်တော်လေးကိုပြောစရာကောင်းတာပေါ့ရှင်ဒါကတော့နောက်တည့်ရောက်သွားပြီရှင်အိန္ဒိယကျမတို့ဌာနကနေပြီးတော့ graduation ပွဲပြုလုပ်ပေးတာပါဒါကတော့ကျမ graduation လက်ဆောင်ရတဲ့ဖန်စီလေးနဲ့အမှတ်တရရိုက်ကူးထားတဲ့ဓာတ်ပုံလေးဖြစ်ပါတယ်ရှင်
ဒါကတော့ကျမဆရာမနဲ့ရိုက်ကူးထားတဲ့ပုံမှာကျမရဲ့ professor နဲ့2နှစ်တာအတွင်း research တွေတူတူလုပ်ခဲ့ရတာတော့တကယ်အမှတ်တရပါပဲပြောဖို့လည်းကောင်းခဲ့ပါတယ်ဒါကတော့ကျမတို့ကိုတကယ်မိသားစုလိုလွေးထွေးပြီးတော့ကူညီဆောင်ရှောက်ပေးတဲ့ academic ဌာနကအရာရှိဝန်ထမ်းတွေနဲ့အမှတ်တရတပ်ပုံလေးရိုက်ထားတာပေါ့ရှင်ဒါကတော့လက်ရှိပညာသင်ကြားနေတဲ့ကျောင်းသူကျောင်းသားတွေကဘွဲရသွားတဲ့ကျောင်းသူကျောင်းသားတွေကိုဒီလိုအကတွေတချင်းတွေဆိုပြီးတော့ဂုဏ်ပြုပေးကြတာတော့တကယ်သူတို့ကျမတို့အာခီဌာနရဲ့အဆင့်လောက်လို့ဖြစ်နေတာပေါ့ရှင်အဲ့မှာဘုံတီးတဲ့ကျောင်းသူကျောင်းသားတွေကလည်းဘွဲရသွားတဲ့ကျောင်းသူကျောင်းသားတွေကလည်းအဲ့လိုအမှတ်တရအနေနဲ့ဂုဏ်ပြုခြင်းတဲ့အခါကျရင်ဝင်ပြီးတော့တီးကြတာလည်းရှိရရှင်
ဒီပုံလေးကတော့ကျမတို့ဌာနကနေရိုက်ကူးထားတဲ့ဓာတ်ပုံလေးကနေကျမတစ်ဆင့်ပြန်ယူပြီးတော့တင်ထားတာပါကျမအဲ့မှာချိန်လို့ record ယူနေတာရှင့်ဒါကတော့ကျမတို့ပွဲရအကြောင်းသူကျောင်းသားတွေကိုစူပေါင်းဓာတ်ပုံရိုက်ထားတဲ့ပုံလေးကိုအမှတ်တရတင်ထားတာပါဒါကတော့ကျမရဲ့ပါတဲ့အချမ်းလေးကိုကျမတင်ထားတာပေါ့ရှင်ဒါကတော့စောစောကပြောတဲ့ကျမတို့ faculty ကတကယ်လေးစားတယ်လူတွေနဲ့ရိုက်ထားတဲ့ပုံပါဒါတော့ကျမအမေနဲ့အမှတ်တရပေါ့နော်ရိုက်ကူးထားတာပါဒါတော့ကျမအမနဲ့ပါရှင့်အဲ့ဒီညနေပဲကျမအမေဒီကိုခုံကမျိုးကနာမည်ကြီးဖျားဖြစ်တဲ့101ကိုတဲ့ဖျားကိုလိုက်ဖို့ပေးခဲ့ရပါရှင်ဒါတော့ကျမတို့ကျောင်းထဲမှာဘောလုံးလေးတွေဆင်ထားတာပေါ့ရှင်ဒါကတော့လွယ်ကတုံပွဲတုံးကအမှတ်တရအလှဆင်ထားတဲ့ပစ္စည်းလေးတွေကိုအမှတ်တရအနေနဲ့ဗီဒီယိုရိုက်ကူးခဲ့တဲ့အမှတ်တရဗီဒီယိုဖိုင်လေးဖြစ်ပါတယ်လွယ်ကတုံတော့တော်တော်စီတဲ့ရှင်ခုံခံပြိုးရဲ့အစီကားဆုံးနေရာလို့ပဲပြောရမယ်ရှင်လွယ်ကတုံဆိုရင်ကျမတို့အကြောင်းမှာပဲကျင်းပကြတာနှစ်တိုင်းပဲရှင်တကယ်ပြောစရာကောင်းပါတယ်ဒါကတော့ကျမတို့သွားပြောဖူးမြော်ခဲ့တဲ့ကိုတက်ပြန်101ပြန်ပါဒါတော့ဖေကကျမအမေနဲ့မှာဖေကဖူးနေတာကိုမတရားရိုက်ကူးခဲ့တာပါဒါတော့ကျမစာချနေတာရှင်စာချနေတာဒီ2026မှာဘာဖြစ်မလဲဆိုပြီးကျမစာချနေတဲ့ဟာကိုကျမအမေအမှတ်တရအနေနဲ့ရိုက်ကူးပေးထားတဲ့ဓာတ်ပုံလေးဖြစ်ပါတယ်ရှင်ဒါကတော့ဒီဇင်ဘာ18ရက်နေ့ရဟာဇယ်နေ့ဖြစ်ပါတယ်ရှင်အဲ့ဒီမှာတော့ကျမတို့ကအချိန်ကနေ့လယ်ပိုင်းမှာစမှာဆိုပြီးတော့ကျမတို့ကိုမနက်9နာရီကနေပြီးတော့တန်းစီတဲ့ညောင်ကိုရောက်လာခဲ့ခိုင်းပါတယ်ရှင်ဒါတွေကတော့ကျောင်းသူတွေကစောင့်ရတာမောလို့ဆိုပြီးတော့ထိုင်နေကြတာရှင်ကျမတို့ကနေ့လယ်တနာရီလောက်မှခမ်းပါတယ်ဝင်ခွင့်ရတာရှင်အဲကျမတို့ကတော့ဟိုနာမတက်ဒီနာမတက်နဲ့စောင့်နေကြတာရှင်ကျောင်းသူတွေကလည်းကိုလူနဲ့ကိုဟိုတစုဒီတစုစောင့်နေကြတာရှင်နေတွေကပူလာတော့လေနေရိတ်တဲ့နေရာကိုပြေးသွားလိုက်တန်းစီရတော့မယ်ဆိုလို့ရှိရင်တန်းစီရဲ့နေရာကိုပြေးသွားလိုက်နဲ့အဲ့လိုမျိုးစောင့်ခဲ့ရတာရှင်ကျမအဲ့နေ့ကတော့မနက်စာမုံလေးယူသွားခဲ့ပေမဲ့နေ့လယ်စာကတော့ငတ်ခဲ့တယ်ရှင်နေ့လယ်စာနဲ့ညစာကိုညကြမှာပေါင်းပြီးစားရတာရှင်တကယ်တော့အမှတ်တရပဲအဲ့ဒါကြောင့်ဘွဲယူလို့ရှင်အရန်ပင်ပန်းတယ်လို့ပြောကြဘွဲယူရတာအရန်ပင်ပန်းတယ်လို့ရှေ့ရစီနီယာတွေကပြောခဲ့ကြတော့ကျမဘွဲလာယူဖို့ကတော်တော်လေးတော့ကြောက်ခဲ့တယ်ရှင်ဒါနဲ့အခုပြန်ကြည့်တဲ့အခါကျတော့လေတကယ်အမှတ်တရဖြစ်တယ်ရှင်အခုချိန်အဲ့ဒီချိန်တုန်းကတော့တော်တော်လေးကိုပင်ပန်းခဲ့တယ်။အော်ဘွဲတချို့ဘွဲလာမြူတဲ့တငယ်ချင်းတွေကြောင့်အေးမှန်တယ်ဘွဲလာမြူတာကောင်းတယ်လို့ဖြစ်မှန်တယ်ဆိုပြီးပြောခဲ့ပြီးနဲ့ဒီချိန်ပြန်ကြည့်ရတော့အော်အဲ့ဒီတုန်းကတော့ပင်ပန်းခဲ့ပြီးနဲ့အခုလိုပြန်ကြည့်ရတော့ပြောစရာကောင်းခဲ့တယ်လို့ကျမတွေးမိလိုက်တယ်ရှင်။တကယ်လည်းပြောစရာကောင်းမွေးပါတယ်။ကျမက research အနေနဲ့ပွဲယူခဲ့တာဆိုတော့ကျမကကျောင်းပုံမှန်သွားစရာမလိုဘူးပေါ့နော်အဲ့တော့ကျမဆီယာမနဲ့ပဲကျမနှစ်ပတ်တစ်ခါလောက်ပဲတွေးခဲ့တာဆိုတော့ကျမအဲ့တုန်းကတော့တငယ်ချင်းတွေပါရခဲ့ပြီနဲ့ရန်အများကြီးမရခဲ့ဘူးပေါ့နော်အခုပွဲယူတဲ့အခါကျတော့တကယ်တချို့တငယ်ချင်းအစ်စ်တွေလည်းရခဲ့တယ်မိတ်ဆွေအစ်စ်တွေလည်းရခဲ့တယ်ဆိုတော့တကယ်ပြောစရာကြီးပေါ့ကျမတို့ဌာနမှာ international ကျောင်းသားအနေနဲ့ပွဲလာပြီးတော့2ယောက်ပဲရှင်ကျမနဲ့အင်ဒိုနီးရှားကတကယ်ချင်းတယောက်2ယောက်ပဲပွဲလာယူတာရှင်ဒါကတော့ကျမတို့နေ့လယ်ပိုင်းပေါ့နော်ဂျူဘလီဟော်တဲ့ကိုဝင်ကနေတန်းစီနေကြတာအဲ့ဒါတော့နေ့လယ်တနာရီထိုးပြီးရှင်တော်တော်လေးတော့နေပူနေပြီနေပူကြီးနဲ့အဲ့လိုပဲတန်းစီပြီးတော့သွားရတာရှင်ဒါကတော့ခမ်းမာရေးရောက်ပြီရှင်ခမ်းမာရဲမှာကျမတို့ပေါ့နော်ကွန်ပျူတာချင်းလေးဆိုထားတာကိုကျမအတရားနဲ့ရိုက်လုပ်ထားတာပါ
တော့ဒီဇင်ဘာလ18ရက်နေ့ရှင်ဒီဇင်ဘာလ18ရက်နေ့ကကျမတို့ဘွဲ့ခန်းနာတက်မယူရသေးဘူးပေါ့ရှင်ကျမတို့ကဒီဇင်ဘာ19မှာဘွဲ့ယူရတာဆိုတော့18ရက်နေ့ကျတော့ကျမတို့နားတယ်ပေါ့နားတော့ကျမတို့ဌာနကနေပြီးတော့ဘွဲ့လာယူတဲ့ကျောင်းသားကျောင်းသူနဲ့မိသားစုတွေကိုနေ့လည်စာလိုက်ကြွတာပါရှင်နေ့လည်စာလိုက်ကျမရဲ့အင်ဒိုနီးရှားကျောင်းသားရဲ့Chinese က China လာပြီးတော့ကျောင်းလာတက်တဲ့ကျောင်းသား3ယောက်ကိုနေ့လည်စာလိုက်ကြွကြတာပါရှင်ဒါတော့ကျမတို့ဆရာမတွေနဲ့အမှတ်တရဓာတ်ပုံရိုက်ထားကြပါရှင်တကယ်အမှတ်တရလေးပေါ့ရှင်ပြောဖို့လည်းကောင်းပါတယ်တကယ်ကိုဆရာလေးဆရာမလေးနဲ့ပြန်ပြီးတွေ့ရတယ်တကယ်ဝမ်းသာဖို့ကောင်းပါတယ်ရှင်ဒါကတော့ဆရာနဲ့ပေါ့ဆရာနဲ့အမှတ်တရဓာတ်ပုံရိုက်ထားတာပါရှင်ဒါကတော့ဆရာမတွေနဲ့ကျောင်းသားကျောင်းသူတွေနဲ့အမှတ်တရဓာတ်ပုံရိုက်ဒါကတော့ကျမရဲ့ဆရာမနဲ့အမှတ်တရဓာတ်ပုံရိုက်ထားတာပါရှင်ဒါကတော့ကျမရဲ့မိသားစုပေါ့ကျမအမေရဲ့အမရဲ့နဲ့အမှတ်တရဓာတ်ပုံရိုက်ထားတာပါရှင်ဒါတော့ကျမတို့စုပေါင်းပြီးတော့အပြင်ပေါ့အမှတ်တရမိသားစုရိုက်ထားလို့ရှင်ဒါကတော့နေ့လည်စာလိုက်ကျွေးတဲ့စားတော့ကိုကျမအမှတ်တရဓာတ်ပုံရိုက်ပြီးတော့တင်ထားတာပါရှင်ဒါကတော့သွားစားခဲ့တဲ့အမှတ်တရလေးပေါ့ရှင်စားလို့လည်းရမ်းကောင်းပါတယ်လိုက်ကျွေးတဲ့ဌာနကိုလည်းကျေးဇူးတင်ပါတယ်ဒါကတော့ဒီဇင်ဘာ19ရက်နေ့တကယ် ceremony ဒီပါရှင်အဲ့ဒီကတော့ဖုန်းတွေပါယူသွားလို့မရဘူးဆိုတော့ကျမတို့ record အနေနဲ့ပြန်ပြီးမှတ်တမ်းတင်စရာမရှိတော့ကျမတို့ဌာနကနေပြီးတော့ရိုက်ထားတဲ့ video clip လေးကိုပဲပြန်ပြီး copy ကူးပြီးတင်ထားတာပါရှင် YouTube မှာတင်တော့သူ rules တွေနဲ့ညှိမလားမညှိမလားတော့မသိဘူးရှင်တင်ပြီးမှပဲသိရမှာပဲအဲ့ဒီခန္ဓာကိုခမ်းမတဲ့ဝင်တဲ့အခါကျမတို့ကလက်ကိုထောင်သွားရရှင်လက်သေးတွေဘာတွေကိုအရှိထားလို့မရဘူးသပင်းတွေဘာတွေကိုလည်းဆေးဆိုးသွားလို့မရဘူးရှင်ပြီးလို့ရှင်စရုံးတို့ဘာတို့ဆိုလို့ရှင်လည်းအောက်မှာအမွှေးတွေဘာတွေကြာတာမရဘူးရှင်ဘရင်သမီးတော်လာမှာဆိုတော့အရန်စီကံတင်းကျပ်ပါတယ်ရှင်စားစရာလည်းယူသွားလို့မရဘူးရေလည်းယူသွားလို့မရဘူးရှင်ကျမတို့ဟိုးဂိတ်အဝါတွေကနေပြီးတော့စစ်ဆေးရေးတင်းကျပ်ထားတာပါရှင်เรียนจบแล้ว จบแล้วเหรอ Be yourself ครับ อ๋อขอบคุณครับ สุขถาปัด นอนหน่อยไหมคะ เลิศเลยล่ะ มันเลิศมาก เรามันเลิศเหนื่อยสุดๆ เกรดนิยมค่ะ ได้นอนแล้วนะ สนุกมากๆ หางานท ผมหิวข้าว ำเรียนชิวๆ นอนกันเถอะ อยากเรียนอยู่ จบแล้วเว้ย ไม่อ่อมเลยครับ หิวข้าวมาก very good เยี่ยมจริงๆ อยากนอนครับ โสดครับผม ครับงามตาสุดครับผม ร่ำรวย ขอให้ร่ำรวย ทำงานดีๆ ร่ำรวยครับผม ขอให้เด็กๆเติบโตแข็งแรงสดใสกับชีวิตหลังรับปริญญาค่ะ วันที่ APDS มีความสุขที่สุดก็คือความสำเร็จของบัณฑิตในวันนี้ ประสบความสำเร็จมุ่งมั่นและก็ทำประโยชน์เพื่อส่วนรวมมีความสุขมากๆนะဒီပုံလေးကတော့ကျမတို့အမှတ်တရ master ကျောင်းသားကျောင်းသူတွေအမှတ်တရတက်ဖို့ရိုက်ထားတဲ့ပုံလေးပါရှင်ဒါကတော့ Jubilee Hall ကိုတက်တဲ့သွားတဲ့ဟာကိုအမှတ်တရရိုက်ကူးထားတဲ့ပုံလေးကိုကျမဌာနကနေပြီးပြန်ယူထားတာပါရှင်ကျမတို့လက်ထောင်ပြီးတော့ hall ထဲကိုဝင်ရတာရှင်ဒါကတော့ပွဲယူပြီးတော့ကျမတို့ဌာနကိုပြန်လာခဲ့ချိန်မှာ bachelor ညီမလေးနဲ့အမှတ်တရတက်ပုံရိုက်ထားတာပါရှင်ဒါလေးကတော့ဖွဲရကျောင်းသားကျောင်းသူတွေအမှတ်တရအနေနဲ့တက်ပုံရိုက်ထားတာလေးကိုကျမထည့်ထားတာဖြစ်ပါတယ်ရှင်ဒါ
ဒါကတော့ဒီဇင်ဘာ20ရက်နေ့ကျတော့ကျမခုတ်ခန်းနေပြီးတော့ဘန်ကောက်ကိုပြန်ခဲ့တဲ့ဗီဒီယိုဖိုင်ကိုအမှတ်တရရိုက်ထားပါရှင်ဒါကတော့ကျမနေခဲ့တဲ့အဆောင်လေးပေါ့နော်ကျမတဲခဲ့တဲ့နေရာလေးကိုအမှတ်တရအနေနဲ့ဗီဒီယိုရိုက်ထားတာကိုထည့်ထားတာပါရှင်တကယ်ကိုသားရပါတယ်ရှင်အပင်လေးလည်းအများကြီးနဲ့အုပ်အုပ်ဆိုင်ဆိုင်မပျော်စရာကြီးပါရှင်ဒါတော့ကျမအဆောင်ကနေပြီးတော့ပြန်ထွက်ပြီးတော့ကားဂိတ်ကိုဆင်းနေတဲ့ကားဂိတ်ကိုဆင်းနေတာလေးကိုအမှတ်တရအနေနဲ့ရိုက်ခူးထားတာပါရှင်ဒါတော့အဆောင်လေးပေါ့နောက်တစ်ချိန်ပြန်ရောက်မလားပြန်မရောက်ဘူးလားဆိုတာမသိကြတဲ့အတွက်အမှတ်တရအနေနဲ့နေရာတိုင်းကိုကျမဗီဒီယိုလေးတွေရိုက်ကူးထားတာပါရှင်ဒါကတော့ကျမတို့ခုန်ခန် University ရဲ့မုတ်ဦးပေါ့အဲ့ဒီနေရာမှာတော့ကျမအမှတ်တရအနေနဲ့တပ်ဖို့မြိုက်ခဲ့အောင်ရှင်လှုပ်တွေရှုပ်သွားတာနဲ့ပဲဒါတော့ကျမတို့ကားဂိတ်ကိုသွားနေပြီပေါ့ဒါကတော့ကျမအပြန်လဲနာခွန်ချိုင်း bus နဲ့ပဲပြန်ခဲ့တာရှင့်နာခွန်ချိုင်း bus ပေါ်မှာဒီ bus man လေးကပြောတဲ့ဟာလေးကိုအမှတ်တရအနေနဲ့ကျမရိုက်ခူးထားတာရှင့်ဒါကတော့လမ်းပေါ်မှာရှင့်လမ်းပေါ်မှာပြန်နေတဲ့လမ်းပေါ်မှာကျမအမှတ်တရအနေနဲ့ရိုက်ကူးထားတာပါဒီလမ်းနေဒီခီးတွေတော့ခဏခဏသွားနေတကယ်အမှတ်တရပေါ့ဒီဟာကတော့ကျမဆမ်ဝဲဖြီးပြီးတော့အမှတ်တရအနေနဲ့ပွဲဝတ်စုံလေးနဲ့ရိုက်ထားတာပါကျမမြန်မာဝတ်စုံလေးနဲ့တငယ်ချင်းတယောက်ကနေပြီးတော့လက်ဆောင်ပေးတာနဲ့မြန်မာဝတ်စုံလေးနဲ့ကျမပွဲဝတ်စုံလေးငှားပြီးတော့ရိုက်ထားတာပါရှင့်ကျောင်းတစ်မျိုးပတ်ပြီးဒါတော့ကျမတို့ဌာနမှာကျမအမှတ်တရနဲ့ရိုက်ခုတာပါထားတာပါရှင်။